ကောင်းတယ်နောက်ထိုင်လို့မမြင်ရအောင်ပေါ့သူကညက်မှာညက်တာဗျလူငယ်တွေညက်ပြီးပြစ်တာကောင်းပြီတိုင်းပေါ်လိုက်ရမယ်နော်လက်အရှင်လုပ်ပြလက်အရှင်လုပ်ပြပါ please ခဏလေးကိုကြီးဖုံကျွန်တော်အဝေးကနေပြလို့ရမယ်နော်ဒီမှာပြင့်နေပါတယ်လက်အရှင်မြန်လုပ်ပြပါမြန် share ပေးပါမြန် share ပေးပါသူတို့အချင်းမကောင်းတာကျွန်တော်တို့သူများတွေကိုချပြရမယ်နော်အားမြန် share ပေးပါခဏလေးနားသူတို့ပြောဘာပြောရလဲနားမြန် share ပေးပါဟုတ်တယ်ဆရာမကြီးစိုးစီပြည့်နေကြပြီနော်ဟုတ်တယ်ခုသူတို့လူငယ်တွေကိုဂျာညပြီးဖမ်းပါတယ်လူငယ်တွေကိုဂျာညပြီးဖမ်းပါတယ်နော်ပြည့်ပါတယ်တနာနဲ့တက်ပြည့်ပါတယ်အပေါ်ထောင်ပြည့်တယ်ပါတယ်သတိထားပါရက်ကွက်လည်းဝင်သွားပါပြီမြန် share ပါဒီကောင်အချစ်မကောင်းကျွန်တော်ချပြနိုင်ရမယ်နော်အားလုံး share ပါမြန် share ပါအားလုံးအ share ပေါ်မှာမကြည့်ပါနဲ့မြန် share ပါအရင်အချစ်မကောင်းတော့တပုံးနေနော်ကျွန်တော်တို့အပေါ်ချိန်လိုက်အပေါ်ချိန်ရတယ်ဆရာမသတိထားအဲ့ဒါစပန်လိုက်မှာမြန် share ပါအဲ့ဒါလည်းအကုန် share ပါဒီမှာအပေါ်ထောင်ပြနေတယ်ကျွန်တော်တို့တကယ်ပြတာနော်အပေါ်တကယ်ပြတာနော်ပြီးလို့ရှိရင်ပြည်သူကိုလူငယ်တွေတနက်နဲ့တက်ပြပါတယ်ဒီမှာတနက်နဲ့ပြနေဆရာမလက်မထုတ်ပါနဲ့ please အားလုံးဒုက္ခရကုန်မယ်ဟောပြည့်အပေါ်ပြည့်အပေါ်ပြည့်ပြီနော်ဒါမဲ့အားလုံးမြင်အောင်ကျွန်တော်အသက်နဲ့ရင်းပြီးပြပါမယ်နော်ဒီဟာအပေါ်ပြည့်ပြင်ပါလေတဲ့ကျွန်တော်ဘယ်အချိန်နေပြီမြန် share ပါဒီကောင်လေးအကျင့်မကောင်းအောင်ကျွန်တော်ချပြနိုင်ရမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်လုံးကျုံပါတယ်နော်ဟုတ်ကဲ့အားလုံးမြင်အောင်ကျွန်တော်ချပြပါမယ်ဒီကောင်သူတို့အကျင့်မကောင်းအောင်မနဲ့လည်းလူငယ်တွေကိုဒိတ်ပြစ်နေပါတရနဲ့ဒိတ်ပြစ်ပါတကိုးတမြတယ်မဟုတ်ပါဘူးတပုံးလေးပါနော်တပုံးလေးဟုတ်ကဲ့မြန် share ပါအားလုံးအ share ပေါ်မှာမူတည်ပါတယ်မြန် share ပါဟုတ်ကဲ့ပါကျွန်တော်တို့မှာလှင်းနဲ့ဘာမှမရှိပါဘူးကျွန်တော်တို့မှာနော်ညံ့ရဲကျွန်တော်တို့မှာတစ်စီးလုံးချင်းအဲ့ဒါပဲရှိပါတယ်နော်ဟုတ်ကဲ့အပေါ်ထောင်ပြည့်ပါတယ်ကျွန်တော်တို့အားလုံးကိုကျွန်တော်တို့အပေါ်ထောင်ပြည့်ပါတယ်နော်ကြီးစစ်နဲ့ပြတာနော်ပြည့်တယ်ကြည်တော့မှဆရာမကြည်တော့မှအကြီးပြည့်တာကြည်အောင်တော်ကြီးရနော်အပေါ်လေးတော့ဆရာမအတမရှိဟေးဟာတန်တယ်ပါတော့အပေါ်မှာပြည့်တာပြည့်မိပေးလိုက်ရနော်အပေါ်ကအလူတွေအပေါ်မှာပြည့်ပေးလိုက်ရနော်မြန် share ပါခင်ဗျာဟိုဘက်မှာလည်းဘယ်လိုဖြစ်နေလဲဟုတ်ကဲ့ဝင်လာရဲ share ပါဟိုဘက်မှာလည်းလူငယ်တွေကိုဂျာညပြီးပြည့်နေပါတယ်ကျန်မကျွန်တော်လက်ထုတ်လို့မရအောင်ပြည့်မှာသူတို့နင်မထွက်နဲ့မထွက်ဘူးလေဟိုလက်မထွက်နဲ့ပြောတာမထွက်ဘူးလေဆရာမမထွက်ဘူးကျွန်တော်ဟုတ်တယ်ဟိုဘက်ကကျွန်တော်တို့ပြတ်လို့မရလို့ပါနော်အားကြောင့်ဒီဘက်မှာကတော့သူတို့အဖွဲ့အများကြီးပဲပြည်သူတွေပဲမြန် share ပါshare ထားပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုတကယ်ကျွန်တော်ချပြချင်လို့ပါနော်အားလုံးချပြချင်လို့ပါလုံးဝအကျင့်မကောင်းပါဘူးဟုတ်ကဲ့မင်္ဂလာပါကြည်နေပြီနော်ကွယ်ထားအောင်ဟုတ်ကဲ့ဟုတ်ပါကျွန်တော်ကိုကြည်နေပါတယ်အပေါ်ထောင်ပြမှာပါအပေါ်ကလူတွေကိုပြစ်မိတ်ပေးထားပါတယ်ဟုတ်ကဲ့အခုနကကျွန်တော်တို့မျက်ရည်ဘုံခံရလိုက်ရပါတယ်သူတို့လည်းခံလိုက်ရပါတယ်နော်အခုအောက်မှာလည်းကြီးတန်းအခုကျွန်တော်ပြမယ်သူတို့ပြစ်တာမျက်ရည်ဘုံကြီးတန်းအခုအမှကြီးတန်းအခုကြီးပဲအခုလည်းအပေါ်ပြစ်မိတ်ပေးထားပါတယ်မြန် share ပေးပါshare ပေးပါနော်share လို့မရဘူးဟုတ်ကဲ့ share လို့မရရလို့ share ပေးပါကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့မြန် share ပေးပါနော်
ဟုတ်ကဲ့ဒီမှာလုံးဝဟိုကျွန်တော်အရင်ကြီးနေတုံနေဘလို့ပြတာလဲဘာလို့တော့လူငယ်တွေထဲပြနေတယ်ကျွန်တော်တို့ကဘာမှမဖြစ်ဘူးဗျလူငယ်တွေကိုထဲပြနေတာတနာတယ်လေအပေါ်မှာလည်းပြမိပေးတာဆရာမရေဖုန်းမထုံနဲ့တော့ဟိုပြမိပေးထားတဲ့အပေါ်တကယ်ပြမှာသူတို့ကမြန် share ပေးပါမြန် share ပေးပါမြန် share ပေးပါနော်တက်လာလည်း share ပေးပါအလုံးအကျင့်မကောင်းကျွန်တော်တို့ကဘာကိုချပြရမယ်အားလုံးရဲ့အ share အပေါ်မှာမူတည်တယ်ဒီလူ 1k ရဲ့လူရဲ့အပေါ်မှာမူတည်ပါတယ်ဒီ 1k အားလုံး share မယ်ဆိုကျွန်တော်ကဘာသိနိုင်ပါတယ်နော်ကျွန်တော်ကဘာချပြမယ်ဟုတ်ပြီလားအားလုံးဟုတ်ပြီအားလုံး share မယ်ကဘာကိုချပြမယ်ကျွန်တော်ဒီလိုက်အောင်နော်ဟုတ်ပြီနော်အားလုံး share မယ်ဟုတ်ပြီ1200ဟုတ်ပြီ share မယ်ဟုတ်ပြီ share မယ်ကျွန်တော်ကဘာကိုချပြမယ်နော်ဒီလိုက်အောင်သူတို့လုံးဝအကျင့်မကောင်းဒါကျွန်တော်ကဘာကိုချပြလို့ရှိရင်အားလုံးပို့ပြီးတော့အချိန်နဲ့ကောင်းသွားတယ်ဟုတ်ပြီကျွန်တော်ဘာလုံးမလဲမသိနော်သူတို့ကစီစီနေတော့အကွက်ချနေရလူငယ်တွေကိုကြားရပြီးဖမ်းနေပါတယ်နော်ဒါပေမဲ့လူငယ်တွေဘက်ကိုကျွန်တော်ပြတ်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်ဒီကနေပဲပြတ်လိုက်ပါမယ်နော်ဟုတ်ကဲ့ချစ်ထားပါလေအားလုံးကျေးဇူးတင်ပါဒါကိုနဲ့ဆိုင်ရတော့ကိုနိုင်ရကိစ္စတော့ဟိုဘက်ကပြည့်နေတဲ့လူငယ်တွေကိုဟိုဘက်ဂျာပြည့်နေရနော်အဲ့တော့အားလုံးအရှဲပေါ်မှာမူတည်ပါတယ်နော်အဲ့တော့ကျွန်တော်ကဘာကိုချပြမယ်အားလုံး like ကျွန်တော် share ပါကျေးဇူးတွေ share ပါနော်ကျွန်တော်ကဘာကိုချပြမယ်ဒီ like အောင်လေနော်ဟုတ်ပြီလားအားလုံး share ပါလုံးဝအချင်းမကောင်းပါဘူးကျွန်တော်ဒီလူငယ်တွေအဲ့လိုတော့ကျွန်တော်သဘောမကျအောင်နော်တကယ်တော့ပြောမှဆိုအားလုံး share ပေးထားပါနော်အားလုံး share ပေးထားပါမြန် share ပါကျွန်တော်ဒီ like ဒီဟာလေး share ရရုံပဲကျွန်တော်မပင်မတော့ပါဘူးဘိုးဘက်ကိုပြနေတယ်နော်ဘိုးဘက်ကိုပြနေတယ်နော်မြန် share ပါဆွဲပြီးအားလုံးကိုဆဲနေပြီပြည့်နေပြီဟိုဘက်မှာပြည့်နေပြီကိုယ်တော့ဒီကိုကောင်းအပေါ်ပြ အပေါ်ပြည့်မယ်နော်ကျွန်တော်တော့ခေါင်းဟိုကလေဟိုအတင်းရဲပြီးတော့ဖျနေရတော့ဒီမှာခေါင်းမထက်နဲ့မြန် share ပါ2300မြန် share ကဘာကိုချပြမယ်2300မြန် share ဟုတ်ကဲ့ share ရင်ပေးလိုက်ဟုတ်ပြီပြည့်နေပြီဟုတ်မြန် share အားလုံးမြန် share ပါကျေးဇူးပြုရကျွန်တော်ကဘာကိုချပြမယ်နော်ဒီ like ကိုဟုတ်ပြီကဘာကိုချပြမယ်အားလုံးမြန် share ပါဟိုမှာရှိပါတယ်အပေါ်ပြအုံနေအောင်ပြည့် ဒီပါထိကဒီမှာထိကဒီငွေတယောက်ထိကထိကအပေါ်ပြထိကအထဲဝင်အဲ့ဒါပြပါအဲ့ဒါတော့ရပါထိကဒီမှာထိကအပေါ်ပြထိကအပေါ်ထောင်ပြထိကရနော်လူငွေထိကမြောက်ရှင်းပါအပေါ်ထောင်ပြတယောက်ထိသွားပြီနော်အပေါ်ထောင်ပြတယောက်ထိသွားပြီဟုတ်မြောက်ရှင်းပါတော်တော်မှတ်ရဲနော်လူတယောက်ထိသွားပါပြီမြောက်ရှင်းပါကျေးဇူးတင်မြောက်ရှင်းပါဒီမှာလူတယောက်ထိကျွန်တော်ပြမယ်ခိုင်းနော်ခိုင်းပြကျွန်တော်ပြမယ်နော်မကြည့်ထိသွားဘုသူစေးပြရနားလေလို့လုပ်ပေးပါလိုက်တာလို့အမစိတ်ငြိမ်ထားပါမြန် share ပါဒီမှာစောက်ကျင်မကောင်းကြခုတယောက်ထိသွားမြန် share ပါအားလုံးကျွန်တော်တောင်းပန်ပါတယ်ဗျာကျွန်တော်ကဘာကိုချပြမယ်နော်လူဒီမှာ9000ကျော်အဲ့ဒါအားလုံး share ပေးပါခင်ဗျာနော်မြန် share ပေးပါကျွန်တော်တောင်းပန်ပါတယ်နော်ဒီမှာတယောက်ထိသွားပြီကျွန်တော်ဒီမှာတယောက်ထိသွားမြန် share ပေးပါကျွန်တော်တောင်းပန်ပါတယ်နော်မြန် share ပေးပါဒီမှာတယောက်ထိသွားပြီဒီမှာသွေးအိုင်နေရှိတော့တယောက်ထိသွားကြလုံးဝတယောက်ထိသွားဘယ်တော့မှရရင်အဲ့ဒါပဲချိပါမြန် share ပေးပါကျွန်တော်တောင်းပန်ပါတယ်နော်အားလုံးမြန် share ပေးပါ9000ဟုတ်ပြီမြန် share ပေးပါခင်ဗျာနော်ကျွန်တော်ကဘာကိုချပြချင်ပါတယ်ကျွန်တော်အားလုံးတောင်းပန်ပါတယ်နော်ကျွန်တော်တို့အရင်ဒီမှာဖြစ်နေပါတယ်နော်ထိသွားပြီဟိုတယောက်တနာလိုက်တာဘယ်လိုလုပ်မလဲဒုက္ခပဲမြန် share ပေးပါခင်ဗျာအကျင့်မကောင်းတော့တယောက်ထိသွားပြီနော်ကျွန်တော်တို့တယောက်ထိသွားပြီဘယ်လိုလုပ်မလဲအဲ့ဒါတပုံလေးပဲဆရာမရေတပုံလေးပဲ
မြန် share ပေးပါခင်ဗျာအားလုံးဟုတ်ကဲ့ဒီမှာတယောက်ထိကပြီကျွန်တော်အဖွဲ့ထဲမှာတယောက်ထိကဒီမှာကြည့်ပါဦးတယောက်ထိကပြီနော်တယောက်ထိက ညလုံးနဲ့ဝင်ညလုံးနဲ့ဝင် ဘာဝင်သွားလဲ